ပါဆိုင်မှာ promotion လေးရပါတယ်ရှင် ဟာလေအဲ့ဆိုရင်ဒီ promotion လေးပဲယူလိုက်တော့မယ် ကဲပါပါဆယ်လားစားမှာလား ဟု ရှင် တ်ပါဆယ်ပဲ ဟုတ်ကဲ့ပါရှင် ဟာဟိုင်အော်ရပါရှင် ကျေးဇူးပါ အဲ့မှာဘာများဖြစ်လို့လဲ မဟုတ်ဘူးခမနာလိုက်တင်မကောင်းလို့ဒီနားကဓမုတ်ရံပိုးလိုက်တင်ကောင်းလို့လေအဲ့ ဒီ ဒါ လေးများတောက်မလား တောက်မယ်လေအဲ့ဒါ ဘာများဖြစ်လို့လဲ ဟုတ်ဘာမှမဖြစ်ပါဘူးအမတငယ်ချင်းကြောက်လေအဲ့ဒါစီဆောင်လဲမယ်ဆိုတော့အမဒီနားမှာစောင့်နေရဘာမှတော့မဖြစ်ပါဘူးဟိုကလေဟိုမှာဘာတွေမှရင်ဖြစ်နေရလားမင်းမတစ်ချက်ကြည့်လိုက်ပါဦး ပိုကောင်းတာကိုစားပါမာရူပီဇာ